ဇေယထောင်းနေတဲ့ခန္ဓာကိုယ်ကိုရုန်းကန်လှုပ်ရှားရင်းမင်းသားစုအတွက်မနာတဲ့ပန်ပန်းခံနေရတဲ့အသက်50ကျော်အရွယ်အဖွားတော်တင်စုဖြူကိုမြင်တွေ့နေရတာပါသူမဟာစာဝတ်နေရဲ့အတွက်ရခိုင်ပြည်မြေပုံမြို့နယ်ရဲ့အငေါင်ကမ်းခြေမှာစပွေးထိုးလှုပ်လိုက်ပုံသီးတွေအငှားချမ်းလိုက်ကုန်ပစ္စည်းတွေကိုအငှားတည်ယူပေးလိုက်တဲ့နေစဉ်ဘဝကိုပန်ပန်းဆင်းရဲစွာဖြစ်တန်းနေရရှာပါတယ်အဖွားတော်တင်စုဖြူတို့ဇနီးမောင်နှံမှာတာသမီ9ယောက်ရှိခဲ့ပေမဲ့ကံကြမ္မာကသူတို့အပေါ်မရတာခဲ့ပါဘူးတာသမီ9ယောက်ထဲကတတယောက်ဟာစဝိဒနာခံစားနေရသူတို့ဖြစ်ပြီးနောက်ထပ်တတယောက်ကတော့အရခတက်တော်အေးတက်တော်သားတယောက်ဖြစ်ပါတယ်အဆိုးဆုံးကတော့ပြီးခဲ့တဲ့2020ခုနှစ်မိုးရာသီအရှင်တုန်းကသမင်း3ယောက်ထဲက2ယောက်ဟာအနေအနာကဖောက်ဖြူတော်ကိုဟင်းတော်ရှာရင်အပြန်လမ်းမှာရင်နိုင်မြုပ်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်အဲ့ဒီအထက်ကတည်ဆုံးသွားတဲ့သမင်းတူမှာကိုဝင်နဲ့ဖြစ်ပြီးနောက်ထပ်သမင်းငယ်လေး3ယောက်လည်းကျင်ရခဲ့ပါတယ်လေးနေပါအခုကမရှိတာစိတ်နေပါအမေကမရှိရှိနေအလားကမဒီအမေကမရှိလူစုအေးဒီအဖားတွေကိုအမေတွေကိုလောက်ခိုင်းအမေတွေကိုလောက်ခိုင်းကြီးထဲမှာနေဆိုပြီးနာမရရလို့ဟိုမှာဆက်ကနေလောက်ခိုင်းအဖားတွေတော့ကမင်းတီပါကိုလာပြီးလောက်ခိုင်းစနေနေ့တည်ဆုံးသွားပြီးနောက်မှာကလေးတွေရဲ့ဖခင်ဖြစ်သူကလည်းနောက်အင်ထောက်ပြူပြီးမိခင်ရှိရာအင်ကိုပြန်သွားခဲ့ပါတယ်ကျင်းရိုက်ခဲ့တဲ့မြမလေး3ယောက်ကိုတော့အဖေါ်တော်တင်စုဖြူတို့လည်းမရကားပဲကျွေးမွေးဆောက်ရှောက်ထားရတာဖြစ်ပါတယ်ဒါရပ်ပဲလောင်းကလေးကျွေးရလေးရဒီဘောချိန်မှာငေါ်လောက်ရပါလေးရဝါရှာဝါပို့စိတ်တင်းမလောက်တယ်ဒါဒီပုဒ်ဒါပုဒ်မျိုးချုံနေကြားပန်းရပြီဒီကိစားစမ်းနေပြီလက်ရှိမှာမြေအငယ်မလေးက3တန်းအရွယ်ရှိပြီးမြေအလယ်မလေးကတော့9တန်းအရွယ်မြေအကြီးမလေးကတော့10တန်းအရွယ်ရှိနေပါပြီဒါပေမဲ့ကုန်စည်နှုန်းကြီးမားပြီးစာဝတ်နေရဲ့ကြတိလွန်တဲ့ဒီနေ့ခေတ်မှာကြာပန်းလောက်ကန်နေရတဲ့အဖေါ်တို့ဇနီးမောင်နဲ့ဟာမြေတွေရဲ့ကြောက်စရိုက်ကိုမတက်နိုင်တော့ပါဘူးဘဘကိုခေဆိုရတဲ့ဟာမတဲ့စရာလေးမရှိအော်လူလာမျိုးနဲ့ရောက်လုံးနေရရဲ့စိတ်ကတိဆိုဖို့ကွာဖို့ဝါဖို့ဆိုဖို့မရှိကမှုတဲ့ညာရုပ်တဲ့ပြန်ညတဲ့ဖို့ဆိုကပြတာဖေးသားမင်းမတဲ့နေရာလေးမရှိစဘတ်လာကထောက်ထရရလေးတားနေစီတို့တော့စမ်းပြရလေးဒါအောင်ဟင်းတလောင်းနဲ့တားနေစီပြညတဲ့ပြီးတော့မှဆက်ဒါအပြင်ဆင်းရဲမွေးတင်မှုကြောင့်ပညာရေးအလင်းရောက်ပါပိတ်တော့ခဲ့ရတဲ့ဒီကလေးတွေရဲ့အနာဂတ်အတွက်ကုညီဖေးမပေးမှုတွေအရေးပေါ်လိုအပ်နေပါတယ်အမေကရောက်တဲ့ပညာသင်ဖို့ဒါမရှိဒီစံပါလေးဟုတ်ပါပညာတဲ့ဟိုထားကွမ်းပြီးနေရမျိုးစင်း